နေကုန်တီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏ္ဏိယတနာအတ္တတဏ္ဏိယတနာဆိုတာမိမိကိုယ်ကိုဘုရားတရားတန်ခါတို့အနှင်းခြင်းအဟံအတ္တနာဗုဒ္ဓတနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဘုရားအားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏ္ဏိယတနာကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတဏ္ဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရဆိုတာဘုရားမှတပါးအာကိုရမရှိဘူးဘုရားကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဘုရားပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလင်အာကိုရရှိတယ်တခြားကိုအာမကိုဘူးသံဃပရာယနောသံဃာသာလင်အာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ္ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိဋ္ဌဘာဝုပခမနတိဋ္ဌဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပခမနဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြည့်အဖြစ်ခံယူလိုက်တာဒါတိဋ္ဌဘာဝုပကမနတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဗလို့နောက်ပိုင်းမှာထင်ရှားကြော်ကြားတဲ့ပိပ္ပလိပုံနာတထေကြီးကတိဋ္ဌဘာဝုပကမနတရဏဂုံကိုစောင့်တည်ခဲ့တာသူပါအဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကျတော့ပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာဘယ်သူမှဘယ်ဖရာကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မသံဃာကိုသာလည်းလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယူသေးပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖရာကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လဘလိုခြင်းလို့ဖရာကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုတ်ချမှမှုကြောက်လို့ကိုးကွယ်တာလားဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာတက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးခွယ်မှတရဏဂုံတည်တယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးကွယ်တယ်ဆိုတဲ့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးခွေရင်လည်းပဲတရဏဂုံအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးခွေလို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှင်လည်းမရဘူးဘယ်ရကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့
ဒီကိုအလေးအမြတ်လက်ဥချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံးမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြင်းမဖြစ်ဖို့ရလဲအကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်အဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာတော့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရာဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုတဲ့မယုံတယုံနဲ့ကိုယ်ွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုယ်ွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ